စုရဲ့ဒီဝက်စာစီထုံထုံမှုဖြစ်ပါလိမ့်မယ်အားလုံးလက်ဆောင်အဝတ်ချင်တဲ့ချီးမွမ်းများမျိုးတွေစုရဲ့ရိုးရကလေးရင်ကျမိုးစီထုံထုံမှုဖြစ်ပါလိမ့်မယ်မတူမျိုးတွေစုရဲ့ရိုးရကလေးရင်ကျမိုးစီထုံထုံမှုဖြစ်ပါလိမ့်မယ်မျိုးတွေစုဖြစ်ပါတယ်ရိုးရကလေးစီထုံမှုဖြစ်ပါတယ်ရိုးရကလေးရင်ကျမှုစီထုံမှုဖြစ်ပါဗျာမီဇိုမျိုးတွေစုရဲ့ရိုးရကလေးရင်ကျမှုမျိုးစီထုံမှုဖြစ်ပါတယ်ဆိုရင်ရိုးရကလေးရင်ကျမှုစီထုံထုံမှုဖြစ်ပါဗျာမျိုးနွေစုများရဲ့ရိုးရကလေးစီထုံထုံမှုဖြစ်ပါတယ်
တင်ဆက်မှုဖြစ်ပါခင်ဗျာမျိုးတွေဆိုရင်ညောင်းရတဲ့လက်ချင်းချက်မစီထုံးဖို့ဖြစ်ပါတယ်ချောမျိုးတွေဆိုရင်ရိုးရတဲ့လက်တင်ဆက်ဖို့ဖြစ်ပါတယ်ခင်ဗျာမျိုးတွေဆိုရင်ချောမျိုးတွေဆိုရင်ရိုးရတဲ့တင်ဆက်ဖို့ဖြစ်ပါတယ်မျိုးတွေဆိုရင်ရိုးရတဲ့တင်ဆက်မှုဖြစ်ပါတယ်ရိုးရတဲ့လက်တင်ဆက်မှုဝန်စားစီထုံးဖော်မှုဖြစ်ပါတယ်ခင်ဗျာချောမျိုးတွေဆိုရင်ရိုးရတဲ့လက်တင်ဆက်မှုဝန်စားစီဖြစ်ပါတယ်ခင်ဗျာ
နဲ့ကြိုးစုပ်ပေးကြပါခင်ဗျာစုရရိုးရကလေးရင်ကျင်းမှုဒီစမှုကြီးတစ်ခုဖြစ်ပါလေနော်နောက်တစ်ခါကျွန်တော်လက်ထောက်အော်ပါတီးချင်မှာကြိုးစုံပေးကြပါမင်းမျိုးနဲ့စုရရိုးရကလေးဖြစ်စီထုတ်ဖို့မှုဖြစ်ပါလေဖြစ်ပါတယ်စုရရိုးရကလေးကြီးကျင်းမှုစီထုံးဖို့မှုဖြစ်ပါတယ်ခလားမျိုးတွေစုဖြစ်ပါတယ်ဗျာမျိုးတွေစုဖြစ်ပါတယ်မျိုးတွေစုရဲ့ရိုးရကလေးပြီးစမှုဖြစ်ပါတယ် မ
ငယ်မောင်မင်းများရဲ့ရိုးရာဓလေ့တင်ဆက်မှုဖြစ်ပါတယ်နော် ဒီမှာလူငယ်မောင်မယ်များရမင်းတို့မျိုးနယ်စုရဲ့ရိုးရာအလားကိုတင်ဆက်သွားတာပဲဖြစ်ပါတယ်community အသစ်ဒီမှာမမီမျိုးနယ်စုများရဲ့ West Sasi ရဲ့ထုံးပွဲမှာတင်ဆက်ပေးသွားတယ်လူငယ်မောင်မယ်များရောက်ချင်းစီတန်းတော့ထူးပဲကျေးဇူးတင်ချစ်တောင်းပြောကြလိုပါတယ်အခုချိန်မှာကြားရကျွန်တော်တို့ lucky draw အစီအစဉ်ဖြစ်တဲ့အတွက်ကျွန်တော် CRC ကလူချင်းများနဲ့ချီအမျိုး